ထားကိုတောင်းထင်အကောင့်တွေသိမ့်မြင်ပြီးမနက်ဖြန်တစ်ပတ်စင်ကာပူကိုကြော်တက်မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ NLD ကိုမဲပေးခဲ့ကြတဲ့သေမထူးနေမထူးစီမန်းအလိန်ခံရတဲ့ပြည်သူလူထုကြီးခင်ဗျာလက်ထားကိုတောင်းထင်အကောင့်တွေသိမ့်မြင်ပြီးမနက်ဖြန်တစ်ပတ်စင်ကာပူကိုကြော်တက်မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ NLD ကိုမဲပေးခဲ့ကြတဲ့သေမထူးနေမထူးစီမန်းအလိန်ခံရတဲ့ပြည်သူလူထုကြီးခင်ဗျာအခုကကျွန်တော်တို့တွေအားလုံးကြားနေတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စစ်တပ်က NLD ကိုဘယ်လိုပြောမလဲ UEC ကိုတိုင်မယ်တို့ UEC ကိုစုံစမ်းစစ်ဆေးမယ်တို့မောလဖိုင်ဂရိုင်းဆောရအရောအဓိက UEC ကိုစစ်တပ်ကစစ်ဆေးတာမစစ်ဆေးတာတွေကပြဿနာတစ်ခုကျွန်တော်ထပ်ပြီးတော့ပြောမယ်နော်အဓိက UEC ကိုစစ်တပ်ကစစ်ဆေးတာတွေမစစ်ဆေးတာတွေကတက္ကနာတရားဥပဒေကြောင်းအရာလောက်ရမယ့်ကိစ္စကတက္ကနာ NLD ဟာဘာဖြစ်လို့စစ်တပ်ကိုကြောက်နေရလဲတရားဥပဒေထဲမှာ NLD ဟာစစ်တပ်ကိုဘာဖြစ်လို့ကြောက်နေရလဲခင်ဗျားတို့ဗမာပြည်ရဲ့နိုင်ငံရေးကဘလို့ဖြစ်နေလဲဆိုတော့မာကြီးထက်တို့ရဲ့ဖြတ်ဖောက်ချုပ်နိုင်ငံရေးဖြစ်နေဒါစကားလုံးတွေစမပြောခင်မှာခမားတို့ကိုကြိုပြီးတော့ကျွန်တော်ပြောမယ်ဗမာပြည်ရဲ့နိုင်ငံရေးကမာကြီးထက်တို့ပေါ့ LGTB ပေါ့မာကြီးဟိုဘယ်လိုပြောမလဲလိန်တူချစ်သူတွေတို့အချောက်တွေအဆိုးတွေမဆိုးတဆိုးတွေအဲ့ဒါမျိုးဟာဒီလိုဖြစ်နေတယ်ဗမာပြည်ရဲ့နိုင်ငံရေးကဖြတ်ဖောက်ချုပ်ဖြစ်နေဖြတ်ဖောက်ချုပ်နိုင်ငံရေးဆိုတာကလူတစ်ယောက်ကဥမာယောက်ျားတစ်ယောက်ကလက်ရင်ငါကိုဖြတ်လိုက်လက်ရင်ငါကိုဖြတ်လိုက်တဲ့အခါကျတော့သူများအမြင်မှာဒီကောင်ကမိန်းမဖြစ်သွားပြီသူ့မှာဂွေးကြီးမရှိတော့ဘူးဟာမိန်းမကြီးဖြစ်သွားပြီဒါပေမဲ့ခင်ဗျားတို့ကျွန်တော်ပြောမယ်မိန်းမကြီးဘယ်လောက်ဖြစ်ဖြစ်သူကမိန်းမအစ်စ်မဟုတ်ဘူးအလုပ်လုပ်လို့မရဘူးဗမာပြည်ရဲ့နိုင်ငံကြီးကအဲ့ဒီဟာခင်ဗျားတို့က NLD ကိုမဲပေးလိုက်ကြတာဖြတ်ဖောက်ချုပ်လုပ်လိုက်တာပေါ့ရှေ့ကကြော့ပါဂွေးဦးနှလုံးကိုဖြတ်ပလိုက်တာဒါပေမဲ့အလုံးလုံးလို့မရဘူးအဲ့ဒီဟာဘာဖြစ်လို့အလုံးလုံးလို့မရလဲ2008ခြေကဥပဒေရှိနေတယ်စစ်တပ်ရှိနေတယ်ဒါကြောင့်မလို့ငြိမ်းချမ်းအောင်အမြဲတမ်းပြောတယ်ဗမာပြည်ရဲ့နိုင်ငံရေးဟာဖြတ်ဖောက်ချုပ်နိုင်ငံရေးခင်ဗျားတို့ရှိသမျှဗမာပြည်မှာရှိနေတယ်တွေ့ရမလားလိန်ရင်ကပြင်ထားတဲ့ဆိုတဲ့လူတွေရှိတယ်မာကြီးထက်တို့ဘာတို့ပေါ့ဥပမာတစ်ခုကိုပြောတာခမရလိန်ရင်ကပြင်ပြီးတော့အပေါက်ဘလောက်ပဲထွင်းထားသူမိမမဟုတ်ဘူးဒီအတိုင်းပဲ2008အခြေခံဥပဒေရှိနေလို့ရှိရင်ဘာမှအလုပ်လုပ်လို့မရဘူးမှတ်ပုံတင်ထဲမှာတော့ဗျာဦးကနေပြီးတော့မဖြစ်သွားဦးကနေပြီးတော့ဒေါ်ဖြစ်သွားမယ်အကိုကနေပြီးတော့အမဖြစ်သွားမယ်ဒါပေမဲ့အဲ့ဒါကအလုပ်လုပ်လို့မရဘူးအဲ့ဒီအလုံးလုံးလို့မရတဲ့ကိစ္စကိုခမားတို့ကိုကျွန်တော်တို့ကပြောပြနေတာတိအချက်ကျွန်တော်တို့ဗမာပြည်မှာသမရကနေပြီးတော့သမရဦးဝေးမြစ်ပေါ့ခမားတို့ကျွန်တော်တို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေသမရဦးဝေးမြစ်ကရခိုင်တပ်တော် AA ကိုအကြမ်းဖက်အဖွဲ့အစည်းလို့ကြေညာထားတယ်ရခိုင်တပ်တော် AA ကိုအကြမ်းဖက်အဖွဲ့အစည်းလို့ကြေညာထားပြီဆိုလို့ရှိရင်ဘယ်သူဘယ်တယောက်ကမှရခိုင်တပ်တော် AA နဲ့တွားပြီးတော့ညှိနှိုင်းလို့မရဘူးစကားပြောလို့မရဘူးတကယ်လို့ရခိုင်တပ်တော် AA နဲ့ဂျပန်ကိုယ်စားလှယ်ကစကားပြောခြင်းနဲ့ဆိုရင်လေအထူးအခွင့်အရေးပေါ့ပြည်တော်စုတရားသူကြီးချုပ်ရှိရနေပြီးတော့စာရွက်စာတမ်းယူရမယ်သမရရှိရနေပြီးတော့ထောက်ခံစာယူရမယ်ဒီတိုင်းပဲဗမာစစ်တပ်ကရခိုင်တပ်တော် AA နဲ့စကားပြောမယ်ဆိုရင်သမရရှိရခွင့်ပြုချက်ယူရမယ်ပြည်တော်စုတရားသူကြီးရှိရနေခွင့်ပြုချက်ယူရမယ်အခုကခင်ဗျားတို့ဗမာပြည်မှာမရှင်းတာကအဲ့ဒီကာကာဆာဝါပေါ့အာဂျီနိုမိုတိုရဲ့အကိုကာကာဆာဝါပေါ့အဲ့ကာကာဆာဝါကဘသူရှိကခွင့်ပြုချက်ကိုယူပြီးတော့ရခိုင်တပ်တော် AA နဲ့စကားသွားပြောတာလေဗမာစစ်တပ်က
အင်တာနက်ကနေမိနစ်30ပြောတာဘသူခွင့်ပြုချက်ကိုယူပြီးတော့ပြောတာလေဒီလိုမျိုးအစိုးရရှိရနေပြီးတော့ခွင့်ပြုချက်တွေမယူဘူးပြည်တော်စုတရားသူကြီးချုပ်ရှေ့ရနေပြီးတော့ခွင့်ပြုချက်တွေမယူဘူးဆိုရင် NLD ဟာစစ်တပ်ကိုတရားစွဲရမယ်အဲ့ဒါဘာလဲဆိုတော့တီစဲဥပဒေအရအဲ့ဒါပုံမှန်16ထက်ပိုကြီးတယ်ပုံမှန်16ထက်ပိုကြီးတယ်ပုံမှန်16ကတရားမဝင်တဲ့အဖွဲ့အစည်းတွေနဲ့ဆက်ဆံတာအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ဆက်ဆံတယ်ဆိုလို့ရှိရင်ပုံမှန်16မဟုတ်တော့ဘူးပုံမှန်190တစ်တွေ190 10တွေပါဖြစ်သွားမယ်ဒါမျိုးကို NLD ကလောက်ကိုလောက်အောင်ဒေါ်အောင်ဆန်းစုကြည်အစိုးရကလောက်ကိုလောက်အောင်အဲ့ဒီလိုမလုပ်ဘူးဆိုရင် NLD ကဖွဲ့ထားတဲ့ NRPC ပေါ့ငင်းညာရဲ့အကျိုးတော်ဆောင်အဖွဲ့ကိုဖြတ်ဘာဖြစ်လို့လဲစစ်ပွဲတွေအကုန်ပြီးတာခမားလဲလိုချင်တယ်ကျွန်တော်လဲလိုချင်တယ်ရခိုင်ပြည်သူတွေလဲလိုချင်တယ်ဗမာပြည်တပြည်လုံးကလည်းကြားချင်တယ်ဗမာပြည်မှာတော့ဟေးစစ်ပွဲတွေမရှိတော့ကျွန်တော်ကငိမ့်ချမ်းရဲမလိုချင်လို့ကျွန်တော်ပြောနေတာမဟုတ်ဘူးရခိုင်တပ်တော် AA ကိုလည်းကျွန်တော်ကတစ်ချိန်လုံးထောက်ခံနေတဲ့ကောင် TNL ကိုလည်းတစ်ချိန်လုံးထောက်ခံနေတဲ့ကောင်မြောက်ပိုင်းမဟာမိတ်၄ဘွဲကိုလည်းတစ်ချိန်လုံးအလေးပြုနေတာလက်နှစ်ဖက်နဲ့ပါတလုံးအလေးပြုနေတာကျွန်တော်ရခိုင်တပ်တော် AA ကိုစော်ကားခြင်းလို့ပြောနေတာမဟုတ်ဘူးဗမာစစ်တပ်လှုပ်ချင်တိုင်းလှုပ်နေတာကိုဒီလက်ရှိအစိုးရကခွင့်ပြုထားတဲ့အတွက်ကျွန်တော်ကပြောနေတာဗမာစစ်တပ်လှုပ်ချင်တိုင်းလှုပ်တာကို NLD ကခွင့်ပြုထားလို့ NLD အစိုးရကခွင့်ပြုထားလို့ကျွန်တော်ကပြောချင်တိုင်းပြောနေတာအကယ်၍ဒီငိမ့်ညမ်းရဲ့အဖွဲ့အစည်းမှာဆွေးနွေးခြင်းနဲ့တိုင်ပင်ခြင်းနဲ့ဆိုရင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ဖွဲ့စည်းထားတဲ့ဗမာပြည်မှာလူတွေအကုန်လုံးကလေးစားပြီးအသိအမှတ်ပြုထားတဲ့ NRPC အဖွဲ့နဲ့စကားပြောစစ်တပ်ကရခိုင်တပ်တော် AA နဲ့တိုက်ရိုက်ပြောလို့မရဘူးမင်းဘလောက်ပဲစစ်ပွဲတွေတိုက်မင်းဘယ်လိုပြောမလဲတယောက်နဲ့တယောက်ကြောပိုင်လင်မယားလှုပ်တမ်းမယ်ကစားဗမာစစ်တပ်ဟာအစိုးရကိုကြော်ပြီးတော့ဘာမှလုပ်လို့မရဘူးဗမာစစ်တပ်ဟာနော်ဒီ NRPC ကိုစစ်တပ်ကလည်းအသိအမှတ်ပြုထားတယ်လှမောင်ရွှေတို့ဒေါက်တာတင်မျိုးဝင်းတို့ရာပြည့်တို့ကြာပြည့်တို့ဖာကောင်းတို့အာကောင်းတို့ပေါ့စစ်တပ်ကဗိုလ်ချုပ်တွေလည်းပါစစ်တပ်ကဖာကောင်းတို့ကြာကောင်းတို့ဗိုလ်ချုပ်တွေလည်းပါဒါကစစ်တပ်ကိုကြောက်ချင်းမကြောက်ချင်းနဲ့မဆိုင်ဘူးတရားဥပဒေကိုဒီ NLD အစိုးရကနော်လေးစားတယ်တရားဥပဒေကိုလေးစားတယ်တရားဥပဒေအထက်မှာဘယ်သူမှမရှိစေရဘူးဆိုရင်ဖြတ်ဖောက်ချုပ်နိုင်ငံရေးလုပ်လို့မရဘူးခင်ဗျားတို့အဲ့လိုပြောလို့ရှိရင် LGBT တွေပေါ့နော်ဗာလဲဟုတ် lesbian တို့LG ပေါ့ lesbian တို့ gay တို့ trans တို့bi တို့အဲ့ဒါတွေကိုပြောတာမဟုတ်ဘူးခင်ဗျားတို့ဒီ2008အခြေခံဥပဒေအောက်မှာဖြတ်ဖောက်ချုပ်လုပ်ထားတဲ့ကိစ္စကိုကျွန်တော်ကပြောတာဖြတ်ဖောက်ချုပ်နိုင်ငံရေးလို့ကျွန်တော်ကအဲ့ဒါကြောင့်မလို့ခေါ်တာဖြတ်ဖောက်ချုပ်နိုင်ငံရေးလို့အဲ့ဒါကြောင့်မလို့ကျွန်တော်ကပြောတာဒါကြောင့်မလို့ဂျပန်ကဝင်ပြီးတော့ငင်းညမ်းရေးဝင်လို့မရဘူးဂျပန်ကဝင်လို့တဲ့ဆိုဂျပန်အစိုးရကသူ့ဟာသူကြိုက်တဲ့ကောင်ကိုတာဝန်ပေးလိုက်မယ်တရောင်းသားလည်းတာဝန်ပေးလိုက်မယ်ဖာကောင်းလည်းတာဝန်ပေးလိုက်မယ်အဲ့ဒါကဂျပန်ကိစ္စကျွန်တော်တို့ဗမာပြည်ကခွင့်ပြုမလားခွင့်မပြုဘူးလားဂျပန်ငင်းညမ်းရေးကိုယ်စားလှယ်ကခမရနီပွန်ဖောင်ဒေးရှင်းလုပ်ပြီးတော့ကျွန်တော်တို့ကရင်ပြည်နယ်မှာကာစီနိုယုံတွေပဲတည်ဖာယုံတွေပဲတည်အဲ့ဒါကတက္ကနာဗျဘာမှမဆိုင်တဲ့ဂျပန်ကခမရဘာမှကျွန်တော်တို့ကိုလာပြီးတော့ဝင်ပြောလို့မရဘူးကျွန်တော်တို့ဗမာပြည်အတွက်အကူအညီပေးခြင်းနဲ့ဆိုရင်အကူအညီပေးလိုက်ဒါတွေကိုကျွန်တော်ကဘာဖြစ်လို့ပြောနေရလဲဆိုတော့ဗမာပြည်ဟာပြဿနာတွေအကြီးအကျယ်တက်လာတော့မယ်ဆိုတဲ့ကိစ္စကိုပြောတာတရုတ်ကလည်းမကျေနပ်ဘူးဟာဂျပန်ကလည်းမကျေနပ်ဘူးအမေရိကန်ကလည်းမကျေနပ်ဘူးဘင်္ဂလားဒေ့ရှ်ကလည်းမကျေနပ်ဘူး
ဒီလိုမျိုးမကျေနပ်ရင်ကျွန်တော်တို့ဗမာပြည်ဆိုတာသရောင်းစားနိုင်ငံဂျပန်မှာလည်းပေးပါဦးတရုတ်မှာလည်းပေးပါဦးဘင်္ဂလားဒေ့ရှ်ဆိုရင်လည်းတရားမဆွဲပါနဲ့ဒီလိုအမေရိကန်ဆိုရင်လည်းပေးပါဦးသရောင်းစားနိုင်ငံဟာခင်ဗျသရောင်းစားဘဝထက်ပါယော့သွားလိမ့်မယ်တောင်းကျင်တိုင်းတောင်းလို့မရဘူးရမ်းကျင်တိုင်းရမ်းလို့မရဘူးဖြစ်ကုန်လိမ့်မယ်တောင်းကျင်တိုင်းတော့တောင်းလို့မရဘူးအခုကဗမာပြည်ကရမ်းကျင်တိုင်းရမ်းနေတယ်တောင်းရန်စတောက်တဲ့နေရာမှာဗမာပြည်ကတောင်းကျင်တိုင်းကတောင်းလို့မရတာရမ်းကျင်တိုင်းရမ်းတယ်လို့ဖြစ်နေတယ်ဒါကိုဗမာပြည်မှာရှိနေတဲ့ရှေ့နေတွေသတင်းသမားတွေအဓိကဗမာပြည်မှာဘလူတွေမှာပို့ပြီးတော့တာဝန်ရှိတာလဲဆိုတော့ဒီဥပဒေပညာရှင်လို့ပြောတဲ့သိန်းသန်းဦးတို့ရောဘတ်ဆန်းအောင်တို့ပေါ့နော်ဦးကြီးမြင့်တို့ဒီလိုလူတွေမှာလည်းတာဝန်ရှိတယ်ဒီလူတွေကသူတို့ပြောချင်တဲ့ဟာပဲသူတို့ရှောက်ပြောနေတာတကယ်တရားဥပဒေနဲ့ပတ်သက်လာရင်သူတို့မပြောတော့ဘူးဒီတိုင်းပဲသတင်းဌာနတွေကလည်းသူတို့မေးချင်တာမေးနေတာစစ်တပ်နဲ့ပတ်သက်လာတယ်ဆိုလို့ရှိရင်နော်စစ်တပ်နဲ့လာပါဆိုလို့ရှိရင်ဖြစ်နေတယ်လူတွေကထင်းနေတာငိမ့်ညာအောင်ကဂျပန်လာတာမကြိုက်ဘူးလားကြိုက်တာဗောကျွန်တော်ရခိုင်တပ်တော်အေအေကိုထောက်ခံတဲ့အတွက်ဂျပန်လာရင်ကျွန်တော်ပူကြိုက်ဂျပန်နေမဟုတ်ဘူးအမေရိကန်လာရင်လည်းကျွန်တော်ကပူကြိုက်တရုတ်လာရင်လည်းကျွန်တော်ကပူကြိုက်ဂျပန်တွေအမေရိကန်တွေတရုတ်တွေကရခိုင်တပ်တော်အေအေနဲ့စကားပြောရင်ကျွန်တော်ကပူကြိုက်တယ်ဘာဖြစ်လို့ပူကြိုက်လဲမင်းတို့သမရကအကြမ်းဖက်အဖွဲ့အစည်းလို့သတ်မှတ်ထားတဲ့အဖွဲ့ဟာဂျပန်နေလာတွေ့တယ်မင်းတို့ဗမာအစိုးရနဲ့ဗမာစစ်တပ်ကအကြမ်းဖက်အဖွဲ့အစည်းလို့ပြောထားတဲ့အဖွဲ့တစ်ခုကိုအမေရိကန်ကလာတွေ့တယ်မင်းတို့ဗမာအစိုးရကပြောထားတဲ့အကြမ်းဖက်အဖွဲ့အစည်းတစ်ခုကိုတရုတ်ကလာတွေ့တယ်ဒါကြောင့်မလို့ကျွန်တော်ကဂျပန်လာရင်လည်းပြောတယ်ကျွန်တော်တို့ရခိုင်အာရကန်နိုင်ငံတော်ကြီးဖြစ်နေပြီဆိုတာကျွန်တော်ကပြောတယ်ငါတို့ဆူရှီစားနေတယ်ဆိုပြီးတော့ကျွန်တော်ကပြောတယ်ဟိုလူလိုတေးသေးချာချာနားတော်မို့လို့တယ်ကျွန်တော်တို့ကအခုပြောတာကဗမာအစိုးရရဲ့တရားဥပဒေကြောင်းဆိုင်ရာကိုကျွန်တော်တို့ကအခုကျွန်တော်တို့လို့မပြောပါဘူးကျွန်တော်ပြောနေတာကျွန်တော်အခုပြောနေတာကဗမာအစိုးရကဗမာစစ်တပ်ကိုတရားစွဲကိုစွဲရတော့မယ်ဗမာအစိုးရကဗမာစစ်တပ်ကိုတရားစွဲကိုစွဲရတော့မယ်ဗမာအစိုးရကဗမာစစ်တပ်ကိုအကြမ်းဖက်အဖွဲ့အစည်းနဲ့ပူးပေါင်းကြံစီတဲ့အဖွဲ့ဆိုပြီးတော့တရားဝင်ကိုဘယ်လိုပြောရမလဲဟိုနိုင်ငံတကာမှာပါဒီဒေါ်အောင်ဆန်းစုကြည်အစိုးရကစစ်တပ်ကိုတရားစွဲရမယ်ဆိုတဲ့ကိစ္စကိုကျွန်တော်ကပြောနေတာချွေးတောင်ထွက်လာချွေးတောင်ထွက်လာဘလို့ပြီးတော့ချွေးတောင်ထွက်လာလဲတော့ကျွန်တော်လည်းမသိဘူးပြောရင်းနဲ့မန်ပါလာဗမာအစိုးရဟာသမရဦးဝင်းမြင့်ဟာရှေ့နေကမ္ဘာပေါ်မှာအတော်ဆုံးဆိုတဲ့တရားဥပဒေပညာရှင်ဦးဝင်းမြင့်ဟာခမည်းတော်ပဲပြောတဲ့စကားကမ္ဘာပေါ်မှာအတော်ဆုံးဆိုတဲ့တရားဥပဒေပညာရှင်ဒီဦးဝင်းမြင့်ဟာသူကိုယ်တိုင်ထုတ်ထားတာအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ဦးဝင်းမြင့်ကရခိုင်တပ်တော်အေအေကိုပုံဝင်းမြင့်ဝါခဲ့မှခေမဝါသူပေါ့ထားပေါ့အဲ့ဒါတွေကခဏထားအဲ့ဒါတွေကနိုင်ငံရေးတွေအရန်ပါလာလိမ့်မယ်ပုံဝင်းမြင့်ဝါခဲ့မှပေါ့အဲ့ဒီလိုမျိုးအမိန့်ထုတ်ထားတာအဲ့ဒီအပြင်မှာဗမာအစိုးရက NRPC ဆိုပြီးတော့ငြိမ်းချမ်းရေးအဖွဲ့နော်ငြိမ်းချမ်းရေးတိဆောက်ရေးအဖွဲ့ဖွဲ့ထားတယ်ဒေါက်တာတင်မျိုးဝင်းတို့ပါတယ်ဒီနှစ်ဖွဲ့ကိုကြော်ပြီးတော့ဘာဖြစ်လို့ဗမာစစ်တပ်ကကျွန်တော်တို့ရခိုင်တပ်တော်အေအေကိုအဖေပိုးချုပ်ထွေးမြတ်နိုင်ကျွန်တော်သမီးလေးချောပါတယ်ဆိုပြီးလာဖားနေလေမင်းတို့ထင်းနေတာပိုးချုပ်ထွေးမြတ်နိုင်ရဲ့လူပြိုထင်းနေလားသူမိန်းမဆွေဥစ္စာဆွစ်ဇာလန်မှာရှိတယ်မင်းတို့ဗမာစစ်ဖို့စစ်သားတွေကဟေးမင်းကလည်းစစ်ဖို့ချုပ်ကြီးပဲငါသမီးရသိတယ်မလားငါသမီးကလည်းစစ်ဖို့သမီးပဲမင်းတို့ပေးစားကျင်တိုင်းရခိုင်တပ်တော်အေအေနဲ့စကားလာပြောလို့မရဘူးကျွန်တော်ထပ်ပြောဦးမယ်နော်
ဟေ့အောင်ငါလဲဗိုလ်ချုပ်ပဲငါမှသမီးတွေရှိတယ်မင်းမိန်းမလည်းဆွစ်ဇာလန်ရောက်နေတာပဲငါသမီးကိုယူဆိုပြီးတော့မင်းတို့ဗမာစစ်တပ်လာပြောလို့မရဘူးတရားဥပဒေကြောင်းအရာ NRPC ကနေတစ်စစ်သွားဖို့သွားကျွန်တော်ကဘလို့ပြောမလဲဆိုတရားဥပဒေခမရတို့ဒေါ်အောင်ဆန်းစုကြည်ပြောနေလို့ခမရတို့ဒေါ်အောင်ဆန်းစုကြည်ကတရားဥပဒေဆိုတာပြောနေလို့တရားဥပဒေကြောင်းအရာသွားဖို့ကျွန်တော်ပြောတာမင်းတို့ဒေါ်အောင်ဆန်းစုကြည်ကတရားဥပဒေပြောလို့တရားဥပဒေကြောင်းအရာကျွန်တော်ကပြောရတာဗမာစစ်တပ်ဟာပြောချင်တိုင်းပြောလို့မရဘူးမင်းတို့ပြောထားတဲ့ဖာပြည့်တို့ရာပြည့်တို့ဖာကောင်းတို့ကြာကောင်းတို့အဲ့ဒီ NRPC ထဲမှာပါတယ်မင်းတို့စစ်တပ်ကပြောချင်တဲ့ဟာကို NRPC မှာလာပြီးတော့မင်းတို့ပြောရ NRPC ကလှမောင်ရွှေတို့ဖာကောင်းရွှေတို့ညာကောင်းရွှေတို့ပေါ့ဒီလိုလူတွေကနေပြီးတော့ရခိုင်တပ်တော် AA ကိုပြောရဒီအတိုင်းပဲဂျပန်ဆိုတဲ့သရောင်းသားကလည်းအစိုးရကိုလူမထင်မဲနဲ့သွားချင်တိုင်းသွားလို့မရဘူးလာချင်တိုင်းလာလို့မရဘူးပြောချင်တိုင်းပြောလို့မရဘူးကျွန်တော်ထပ်ပြောဦးမယ်နော်ကျွန်တော်တို့ရခိုင်တပ်တော် AA အနေနဲ့ကဂျပန်နဲ့ပြောရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာဂုံသိက္ခာတက်ပြီးသားကျွန်တော်တို့မှာတရားဝင်မှုကပို့ပြီးတော့ဖြစ်ပြီးသားကျွန်တော်တို့ရခိုင်တပ်တော် AA ကကျွန်တော်တို့ပြောချင်တဲ့လူနဲ့ကျွန်တော်တို့ရွေးပြီးတော့ပြောမှာအပူပွေလေးလေးထပ်ပြောလိုက်အောင်မယ်ရခိုင်တပ်တော် AA ကဘာဖြစ်လို့ဗမာစစ်တပ်နဲ့စကားပြောလဲအပေါ်စီးရပြောလို့ရလို့ရှင်းရှင်းလေးကိုခိုင်ဒုက္ခတို့နော်ကိုခိုင်ဒုက္ခတို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ဗိုလ်မှူးကြီးကျော်ဟန်တို့ကအပေါ်စီးရပြောရလို့ဒီလိုအပေါ်စီးရနေပြောရလို့ဒီလိုစိုက်ကြည့်ပြီးတော့ပြောတာတရောင်းသားတွေမင်းတို့ဘာလို့ကြီးလဲပြောတာဟဲ့ဗမာစစ်တပ်တရောင်းသားမေးအောင်တရောင်းသားတွေမင်းတို့ဘာလို့ကြီးလဲပြောသားဒီလိုပြောရလို့ကျွန်တော်တို့ကအင်တာနက်ပေါ်မှာလည်းအဲ့လိုပြောတာဒီလိုမျိုးကြည့်ပြောနေတာတရောင်းသားပြောသားဟဲ့အောင်မင်းပါလေငါတို့မတိုင်းနဲ့လို့မင်းတို့ဒါကျွန်တော်တို့ရခိုင်တပ်တော် AA ကပွေ့ပွေ့လင်းလင်းပြောတာအပေါ်စီးကနေရတဲ့အတွက်ကျွန်တော်တို့ကစကားပြောတာဂျပန်နဲ့လာရင်လည်းစကားပြောတာကျွန်တော်တို့ကအပေါ်စီးကနေရတဲ့အတွက်ကျွန်တော်တို့ကစကားပြောတာကျွန်တော်တို့အကျိုးစီးပွားအတွက်ကျွန်တော်တို့ကစကားပြောတာငါတို့စစ်တွေမှာမင်းတို့တွေ့ပြီးစကားပြောတယ်အဲ့ဒါစစ်တွေဟာရခိုင်ပိုင်နဲ့ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကစကားပြောတာသဘောပေါက်ပြီလားခင်ဗျားတို့ထင်းနေတယ်ဒီကောင်ဂျပန်မကောင်းဘူးဟိုဟာမကောင်းဘူးအဲ့ဒီလိုမဟုတ်ဘူးငါတို့ရခိုင်တပ်တော် AA ကစစ်တွေမှာစကားပြောတယ်အဲ့ဒီစစ်တွေမှာစကားပြောပြီဆိုရင်ဂျပန်နေသိသွားပြီဘာသိလဲရခိုင်တပ်တော် AA ဟာစစ်တွေအထိအုပ်ချုပ်နေတယ်ကျွန်တော်တို့ရခိုင်တပ်တော် AA ကဒါကြောင့်မလို့ကျွန်တော်တို့ဆိုတာနော်ရခိုင်တပ်တော် AA နဲ့ကျွန်တော်နဲ့မဆိုင်ဘူးနိုင်ငံရေးအရာပြောပြတာရခိုင်တပ်တော် AA ကဘာဖြစ်လို့စစ်တွေမှာဒီဂျပန်တရောင်းသားကိုစကားပြောလဲဂျပန်အစိုးရသိသွားပြီငါတို့စစ်တွေအထိငါတို့ထိန်းချုပ်ထားနိုင်စစ်တွေမှာငါတို့ရှိနေတယ်အဲ့ဒီဟာကိုနိုင်ငံတကာမှာစကားပြောရင်ကျွန်တော်တို့ကကင်ပြောလို့ရတယ်ဟဲ့အောင်တရောင်းသားကကဆာဝါလာဖဖဆာဝါလာအာဆာဝါလာတရောင်းသားဟဲ့အောင်တရောင်းသားမင်းနဲ့ငါတို့နဲ့စကားပြောတာဘယ်နေရလဲအဲ့မှာဒီဂျပန်ကနေပြီးတော့ပြောမယ်ဘာပြောလဲကျွန်တော်နဲ့ရခိုင်တပ်တော် AA နဲ့စကားပြောတာစစ်တွေမှာပါကျွန်တော်နဲ့ရခိုင်တပ်တော် AA နဲ့စကားပြောတာစစ်တွေမှာပါဗမာစစ်တပ်ဟာကျွန်တော်တို့ရခိုင်တပ်တော် AA ကိုစစ်တွေမှာအခြေချခွင့်ပေးဖို့ပေးရအဲ့ဒါကျွန်တော်တို့ကတတ်သိလို့ခြင်းလို့ဂျပန်နဲ့ပြောတာရှင်းရှင်းလေးနော်ဒါခင်ဗျားတို့ဒါလျှို့ဝှက်ချက်ကလေးသေးသေးလေးထုတ်ပြလိုက်တာဖြတ်ဖောက်ချုပ်နိုင်ငံရေးမဟုတ်ဘူးအပေါက်ဖြစ်သွားတယ်ဆိုလို့ကြော့ပါရဲ့ဟိုခလဲမငွေးလာဘူးသဘောပေါက်ပြီလားကျွန်တော်ပြောတာသဘောပေါက်လားဒီ2008အခြေခံဥပဒေရှိလို့ရှိရင်ဖြတ်ဖောက်ချုပ်လုပ်တိုင်းခလဲထွက်မလားဒါကြောင့်မလို့ဟိုခမားတို့တွေကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်မိတ်ဆွေတွေလောက်ပဲကျွန်တော် live ကိုကြည့်ဒါကျွန်တော်အမှန်တိုင်းပြောတာကျွန်တော်သေးသေးချာချာတောင်းဆိုတာ
ကျွန်တော်မိတ်ဆွေတွေလောက်ပဲနော်ကျွန်တော် live ကိုကြည့်ကြံတဲ့လူတွေကခဝဲဝဲမှနေဘာဖြစ်လို့ပြောရလဲဆိုတော့ခမားတို့တွေကြားဘူးတဲ့လူကြီးတွေရှိတယ်ကြားဘူးတဲ့ဟိုဘယ်လိုပြောမလဲပြောနေတဲ့ပညာရှင်တွေရှိတယ်သူတို့တွေမှာကခမားတို့ဒီ21ရာစုစကားတွေသူတို့မတတ်ဘူးဖြတ်ဖောက်ချုပ်နိုင်ငံရေးတို့သိတယ်မလားဒီဟိုကြက်တာယာတွေဂျိုကြီးကိုလုံးတွေတို့အဲ့ဒါမျိုးတွေသူတို့မပြောတတ်ဘူးကျွန်တော်ကရှားကြံပြီးတော့ကျွန်တော်ကပြောတာမင်းတို့ဖြတ်ဖောက်ချုပ်လုပ်လိုက်လို့ဥကနေတော်ဖြစ်သွားလို့လေခလေးမမွေဘူးအဲ့ဒီအတိုင်းပဲဒီစစ်တပ်ရှိနေမယ်ဒီ2008ခြေကဥပဒေရှိမယ်ခမရတို့ဗမာပြည်ကြီးကဘာမှမပြောင်းလဲဘူးကျွန်တော်ထပ်ပြောဦးမယ်နော်ဒီစစ်တပ်ရှိနေမယ်ဒီ2008ခြေကဥပဒေရှိနေမယ်ဒီအစိုးရကတိုင်းရင်းသားတွေအပေါ်မှာတန်ဖိုးမထားဘူးအဲ့ဒါဖြတ်ဖောက်ချုပ်နိုင်ငံရေးပဲလင်မယားဖြစ်သွားလို့လည်းခလေးမမွေးဘူးအလုံးဖြစ်ဖို့အတွက်တောင်မှပြဿနာတွေအများကြီးရှိတယ်ချုပ်ရိုးမှကြက်ရလားဆိုတဲ့ပြဿနာရှိတယ်သဘောပေါက်လားချုပ်ရိုးမှခိုင်ရလားဆိုတဲ့ပြဿနာရှိတယ်သဘောပေါက်ပြီလားကျွန်တော်ပြောတာဒါကြောင့်မလို့ NLD အစိုးရဟာဒီစစ်တပ်ကိုတရားစွဲရတော့မယ်အခုကမင်းတို့ဘာဖြစ်လို့အကြမ်းဖက်အဖွဲ့အစည်းနဲ့စကားပြောတယ်လေ NRPC ကိုဘာဖြစ်လို့မင်းတို့ကြော်တယ်လဲဆိုတဲ့ကိစ္စမဲကိုမေးရတော့လွတ်တော်ထဲမှာလည်းမေးရလွတ်တော်ထဲမှာဟိုစစ်တပ်ကတရောင်းသား25ရာခိုင်နှုန်းပါတယ်လွတ်တော်ထဲမှာစစ်တပ်ကတရောင်းသား25ရာခိုင်နှုန်းပါတယ်အဲ့တရောင်းသား25ရာခိုင်နှုန်းကိုမဲကိုမေးရတော့ NRPC ဆိုပြီးအစိုးရကဖွဲ့ထားတယ်မင်းတို့စစ်တပ်ကဖာပြည့်တို့ယာပြည့်တို့ကြာပြည့်တို့ကြာပြစ်တို့ပေါ့ဒီကောင်တွေပါတယ်မင်းတို့ဘာဖြစ်လို့ငါတို့ကိုကြော်ပြီးတော့မင်းတို့ငါတို့ကိုကြော်ပြီးတော့ဘာဖြစ်လို့ရခိုင်တပ်တော် AA နဲ့တွားတွေ့တယ်လေဒီလိုအနေအထားမျိုးတွေကိုပြည်သူလူထုကမဲခွန်းတွေထုတ်ရမယ်ပြည်သူလူထုကမဲခွန်းတွေထုတ်ရမယ်နော်ဗမာပြည်မှာရှိနေတဲ့ဥပဒေပညာရှင်တွေကထောက်ပြရမယ်သတင်းတောက်တွေကမဲကိုမေးရမယ်အစိုးရကကြောက်ချင်တိုင်းကြောက်နေလို့မရဘူးတရားဥပဒေထဲမှာပြောကိုပြောရမယ်လုပ်ကိုလုပ်ရဒါကဗမာစစ်တပ်နဲ့ဆိုင်တဲ့ကိစ္စကိုပြောတာကျွန်တော်တို့ရခိုင်တပ်တော် AA ပေါ့ရခိုင်တပ်တော်တာလီစွာရေရခိုင်တပ်တော် AA ကဘာတွေမြတ်တယ်လဲရခိုင်တပ်တော် AA ကဘာတွေမြတ်တယ်လဲတိချက်ကျွန်တော်ပြောမယ်အကြမ်းဖက်အဖွဲ့အစည်းလို့ဗမာအစိုးရနဲ့ဗမာစစ်တပ်ကကြေညာထားတာဂျပန်ကိုယ်စားလှယ်လာတွေ့ရအကြမ်းဖက်အဖွဲ့အစည်းလို့ဗမာအစိုးရနဲ့ဗမာစစ်တပ်ကကြေညာထားတာအဲ့ဒီလိုကြေညာထားတဲ့အချိန်မှာဂျပန်ငြိမ်းချမ်းရေးကိုယ်စားလှယ်ဂျပန်အစိုးရကတိုက်ရိုက်ခန့်တဲ့ကောင်ကကျွန်တော်တို့ရခိုင်တပ်တော် AA နဲ့လာတွေ့ရတယ်ကျွန်တော်တို့ရဲ့တရားဝင်မှုကျွန်တော်တို့ရဲ့ဒီရခိုင်တွေရဲ့လွတ်လပ်ရေးဂျပန်တွေအသိအမှတ်ပြုသွားပြီအဲ့ဒါနိုင်ငံရေးဒီအတွက်ကျွန်တော်တို့ရခိုင်တွေကဆူရှီစားနေရကျွန်တော်တို့ရခိုင်တွေဆူရှီစားနေတယ်ငပိစားတာမဟုတ်တော့မြင်ငပိကိုလှဲ့တော်မကြည့်တော့ရခိုင်မုတ်တီကိုလှဲ့တော်မကြည့်တော့ဆူရှီစားနေရနေ့ချက်ကမင်းတို့ရခိုင်အဲ့ဥစ္စာဂျပန်ငိမ့်ညမ်းရဲ့ကိုယ်စားလှယ်စစ်တွေမှာလာတွေ့တာငါတို့ရခိုင်နေရဲ့နယ်မြေရခိုင်တပ်တော် AA ကထိမ့်ချုပ်ထားတာစစ်တွေဆိုတဲ့ဟာတရားဝင်ဖြစ်သွားအဲ့ဒီစစ်တွေကဘာဖြစ်လို့တရားဝင်ဖြစ်သွားလဲဆိုတော့ဒီတော်လန်ရေးနှစ်ပေါင်း80တော်တွင်မှာဘယ်ရခိုင်တော်လန်ရေးအဖွဲ့အစည်းရမှာဒီရခိုင်ပြည်နယ်ထဲမှာအခြေချဖို့အခြေစိုက်ဖို့မဖြစ်နိုင်ဘူးရခိုင်တပ်တော် AA ကအခုအချိန်မှာစစ်တွေအထိငါတို့ပိုင်နေဆိုတဲ့အနေအထားဖြစ်သွားမင်းတို့ဂျပန်ငိမ့်ညမ်းရေးကောင်လာတဲ့ကောင်တွေအကုန်လုံးကလည်း NLD ကလွတ်တော်ကိုယ်စားလှယ်3ယောက်ကိုပြန်လွတ်ပေးပါဆိုပြီးတရားဝင်အောင်မပြောရဲဘူး
ဒါကြောင့်မလို့ငါတို့ရခိုင်တပ်တော်အေအေကဘလောက်နိုင်တယ်လဲရခိုင်တပ်တော်အေအေကဘလောက်နိုင်တယ်လဲသုံးဝချက်ကပါလေအွန်လိုင်းကနေစကားပြောတဲ့အချိန်မှာမင်းတို့ဗမာစစ်တပ်ကတရားဝင်မထုတ်ပြန်ရဲဘူးရခိုင်တပ်တော်အေအေကကိုခိုင်ဒုက္ခကအင်တာနက်ကနေပြောပြီးနောက်တစ်နေ့မှာပဲဗမာစစ်တပ်ကကောင်နေကလိန်ကကြစ်လုံနေတယ်ဆိုပြီးတော့ဗမာစစ်တပ်ကကောင်နေကျွန်တော်တို့အချိုတတ်ပြီးတော့ရခိုင်ပြည်နယ်ထဲမှာနော်လက်နက်ခရမ်းတွေပို့နေတယ်လူတွေပို့နေတယ်ဆိုတဲ့ကိစ္စကိုရခိုင်တပ်တော်အေအေကတရားဝင်ကြေညာထားပြီးတော့ဒါကြောင့်မလို့ကျွန်တော်တို့ရခိုင်တွေဟာအာရကန်ဒရင်းဟာခရစ်စမတ်မတိုင်ခင်မှာပေါ်သွားတယ်အာရကန်နိုင်ငံတော်ကြီးကပေါ်နေသဘောပေါက်ပြီလားအာရကန်နိုင်ငံတော်ကြီးကပေါ်သွားပြီအာရှတလွားမှာဂျပန်ဆိုတာအချမ်းသာဆုံးထဲမှာပါတယ်နော်အာရှတလွားမှာဂျပန်ဆိုတာအမေရိကန်ရဲ့ဘယ်လိုပြောမလဲမဟာမိတ်ဆိုတာလူတိုင်းသိတယ်ဒီလိုမျိုးအဖွဲ့အစည်းမှာဂျပန်နဲ့စကားပြောတဲ့အတွက်မင်းတို့ဗမာတွေအကုန်ပြောနေတဲ့အကြမ်းဖက်အဖွဲ့အစည်းဆိုတာရခိုင်ကြီးကခေါင်းထဲတောင်ထည့်စရာမလိုတော့အကြမ်းဖက်အဖွဲ့အစည်းကိုအမေရိကန်လည်းလာမတွေ့ဘူးဂျပန်လည်းလာမတွေ့ဘူးမင်းတို့ဗမာတွေတိုင်းရင်းသားတွေအပေါ်မှာမတရားသဖြင့်ကြေညာထားတဲ့ဆိုတဲ့ကိစ္စတကဘာလုံးကသိသွားဗမာတွေအကုန်လုံးကတိုင်းရင်းသားတွေကိုမတရားသဖြင့်ကြေညာထားတဲ့ဆိုတာတကဘာလုံးကသိသွားပြီဒါကြောင့်မလို့ကျွန်တော်တို့ရခိုင်တပ်တော်အေအေကစူရှိစားနေတာရခိုင်တပ်တော်အေအေကစူရှိစားနေတာ AMB ကငပိလာလောင်းနေတာ AMB ဝင်းပါလို့အခုကနည်းနည်းစကားပြောစရာဖြစ်နေတယ်ရခိုင်တပ်တော်အေအေကစူရှိစားနေတာအဓိကခမည်းတော်ဗမာအစိုးရနာမည်မပြတ်ချင်လို့ရှိဗမာစစ်တပ်ကိုတရားစွဲရမယ်ဗမာစစ်တပ်ကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြေညာရတော့အဲ့ဒါကတောက်ဖနန့်အမေစုဆိုတဲ့လူတွေအကုန်လုံးကဒီဗမာစစ်တပ်ကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြေညာရမယ်ဗမာစစ်တပ်ကိုမတရားသည့်အဖြစ်လုပ်ပြီးတော့ဖျက်သိမ်းရမယ်ဗမာစစ်တပ်ကိုဘယ်လိုပြောမလဲဆိုတော့ဒီဗမာစစ်တပ်ကအခုစကားပြောနေတဲ့ကောင်တွေအကုန်လုံးကိုမင်းအောင်လိုင်းအပါအဝင်ခေါင်းဆောင်တွေအကုန်လုံးကိုဖမ်းရတော့မယ်အဲ့ဒါဗမာတရားဥပဒေနဲ့ကိုဖမ်းရတော့အာမခံပေးလို့မရဘူးအဲ့ဒါငြိမ်းချမ်းအောင်ပြောနေတာတရားဥပဒေနီလန်းကြပြောနေတာဘာဖြစ်လို့လဲအစိုးရဖွဲ့ထားတဲ့ NRPC ကိုကြော်ပြီးတော့လှုပ်ထားတဲ့ကိစ္စမင်းတို့အစိုးရဖွဲ့ထားတဲ့ NRPC ငိမ့်ညမ်းရေးအဖွဲ့ထဲမှာရာပြည့်တို့ဖာပြည့်တို့ကြာပြစ်တို့ညာပြစ်တို့ဖာကောင်းတို့ကြာကောင်းတို့အကုန်ပါတယ်ကျွန်တော်ပြောမယ်နော်အစိုးရကဖွဲ့ထားတဲ့ NRPC အဖွဲ့ထဲမှာဖာကောင်းတို့ကြာကောင်းတို့နော်ကြာကူလီတို့ဖာကူလီတို့အကုန်ပါတယ်စစ်တပ်ကကောင်းတယ်ဒါဦးခမည်းတော်ဒီအောင်ဆန်းစုကြည်ဟာကြောက်ရွံ့ခြင်းမှလွတ်ကင်းရေးတို့နော်ဟိုဗါလေကြောက်ရွံ့ခြင်းမှလွတ်ကင်းရေးတို့သိတယ်မလားဟိုအတရားဓမ္မမရင်းကျင့်ရေးတို့စာတွေရှောက်ရေးထားတဲ့မိမကြီးကနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဟာဒီကိစ္စကိုသေးသေးချာချာကိုကင်တွယ်ရတော့ဗမာအစိုးရဒီကိစ္စကိုသေးသေးချာချာကိုကင်တွယ်ရတော့မယ်နိုင်ငံတကာမှာတကယ်ကဘာပေါ်မှာမရှိတဲ့တရားဥပဒေပညာရှင်ဆိုတဲ့ကောင်ကြီးဟာဒီကိစ္စကိုသေးသေးချာချာကင်တွယ်ရတော့ဒါကြောင့်မလို့ငိမ့်ညမ်းအောင်ရှိမှလာပြီးတော့နားမထောင်နဲ့ခမရတို့ဖြတ်ဖောက်ချုပ်နိုင်ငံရေးကိုသိသွားပြီလူတွေကနေပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်အောင်ပြောတာဖြတ်ဖောက်ချုပ်နိုင်ငံရေးဆိုတာအဲ့ဒါပဲဖြတ်ဖောက်ချုပ်နိုင်ငံရေးဆိုတာအဲ့ဒါပဲဟာဖောင်းနေလို့ဆိုပြီးတော့ဖြတ်လိုက်တာပေါ့သိတယ်မလားခွေးဦးကိုဖြတ်လိုက်တိုင်းခလေးမွေးလို့မရဘူးဆိုတာကိုခမရတို့သိဖို့လိုမှတ်ပုံတင်ထဲမှာအကိုကနေအမဖြစ်သွားတိုင်းခလေးမွေးလို့မရဘူးကျွန်တော်ဘာသာသဘောပေါက်လားဒါကြောင့်မလို့ဒီအထဲမှာရှိနေတဲ့လူငယ်တွေပဲနားထောင်ပါအသက်ကြီးတဲ့လူကြီးတွေဆိုလို့ရှိရင် dictionary ပြန်လှန်နေရမယ်အဘိဓမ္မာပြန်လှန်နေရမယ်
ခမရတို့တွေတင်ငယ်ဘူးတဲ့အထဲမှာဖျက်ဖောက်ချုပ်ဆိုတာမရှိဘူးခမရတို့တွေတင်ငယ်ဘူးတဲ့အဘိဓမ္မာ1988မျိုးဆက်တို့84မျိုးဆက်တို့62မျိုးဆက်တို့ခမရတို့ရဲ့အဘိဓမ္မာထဲမှာဖျက်ဖောက်ချုပ်ဆိုတာမရှိဘူးအဲ့ဒီခေတ်အဲ့ဒီအခါတုန်းကဒီစေပညာတွေကလည်းအဲ့ဒီလောက်မထွန်းကားသေးဘူးနော်ကျွန်တော်ထပ်ပြောဦးမယ်ခင်ဗျားတို့ကျွန်တော်လာပြောဦးမယ်ဟဲ့အောင်ငါတို့က62မျိုးဆက်ဦးအောင်နိုင်ဘွားနော်ခင်ဗျားတို့62မျိုးဆက်တို့88မျိုးဆက်တို့လာပြောနေတယ်88မျိုးဆက်တွေခင်ဗျားတို့လက်ထက်တုန်းကလက်ကင်ဖုံးတော်မရှိသေးဘူးဟုတ်တယ်မကျွန်တော်ပြောတာနော်88မျိုးဆက်တို့62တို့84တို့စောက်တလွဲတွေရှောက်ပြီးတော့ statement ထုတ်တဲ့မျိုးဆက်တွေအဲ့ဒါလာမပြောနဲ့ခင်ဗျားတို့ရဲ့အဘိဓမ္မာထဲမှာဖျက်ဖောက်ချုပ်ဆိုတာမရှိဘူးခင်ဗျားတို့က2008ခြေဥပဲရှောက်ပြောနေတာကျွန်တော်ကလူငယ်တွေကိုပြောတာလူငယ်တွေရဲ့အဘိဓမ္မာထဲမှာဖျက်ဖောက်ချုပ်ဆိုတာရှိတယ်လူငယ်တွေရဲ့အဘိဓမ္မာထဲမှာဖျက်ဖောက်ချုပ်ဆိုတာရှိတယ်21ရာစုမှာဖျက်ဖောက်ချုပ်တာမင်းဟာမင်းဖျက်ဖောက်ချုပ်လို့မှတ်ပုတ်တင်ထဲမှာမစ္စတာနဲ့မစ္စစ်ဖြစ်အဲ့ဒီလိုမျိုးဖြစ်လို့ခလေးမမွေးဘူးသဘောပေါက်ပြီလားခလေးမမွေးဘူးမင်းတို့မာကြီးထက်ကသိတယ်မလားဟိုကြော့ပါရဲ့ဂွေးဝူကြီးမရှိတော့ဘူးဘလောက်ပဲဖြစ်နေနေမင်းမာကြီးထက်ကကိုဝင်ဆောင်လို့မရဘူးဒါကိုပြည်သူလူထုသေသေးချာချာသိအောင်လူငယ်တွေသိအောင်ငင်းညမ်းအောင်ရှင်းပြနေလူငယ်တွေသေသေးချာချာသိအောင်ရှင်းပြနေတာငါတို့ရခိုင်တပ်တော်အေးဟာဘလို့အနေထားဖြစ်သွားတယ်ရခိုင်တပ်တော်အေးဟာစင်ပေါ်မှာမဟုတ်တော့ဂေါဩဇာပေါ့ဘလို့ပြောမလဲအာကာသပေါ်မှာဖြစ်သွားတယ်ရခိုင်တပ်တော်အေးရဲ့နိုင်ငံရေးအနေထားစင်ပေါ်မှာမဟုတ်တော့အာကာသရင်ပေါ်မှာဖြစ်နေဗမာတွေရဲ့နိုင်ငံရေးရေချိန်ဟာဗမာဖြစ်နေလဲဆိုတော့ဟိုးရင်ကုန်သင်းဘောသူတို့ဝယ်ထားတဲ့ရင်ကုန်သင်းဘောရဲ့အောက်ခြေမှာဖြစ်နေဒီလိုနှစ်ခုရှိနေတဲ့အချိန်မှာကျွန်တော်တို့တိုင်းရင်းသားတွေအနေထားဟာစင်ပေါ်မှာမဟုတ်ဘူးအာကာသရင်ပေါ်မှာဖြစ်နေတဲ့ဟာမှာကျွန်တော်တို့ကလည်းအာကာသရင်ပေါ်ကနေခုံမချမိဖို့အရေးကြီးတယ်ရခိုင်တပ်တော်အေးအနေနဲ့ကစစ်တပ်နဲ့စကားပြောလို့ရကုန်မရဗမာဒီရခိုင်တပ်တော်အေးကအပြည့်ခတ်ရစဲရေးနော်ကျွန်တော်ထပ်ပြောမယ်အပြည့်ခတ်ရစဲရေးခဏတစ်ဖြုတ်ဘလို့ပြောမလဲဆိုတော့ဒီဟိုစစ်ပွဲတွေခဏရက်ကောင်းရက်လို့ရမယ်ဗမာစစ်တပ်နဲ့စကားပြောလို့မရရခိုင်တပ်တော်အေးကဘာဖြစ်လို့ဗမာစစ်တပ်နဲ့စကားပြောလို့မရဘူးလက်ရှိဗမာစစ်ကောင်းဆောင်ဟာစစ်ရာဇဝတ်မှုကျူးလွန်ထားတဲ့ကောင်လူမျိုးတုံးတပ်ဖြတ်ထားတဲ့ကောင်ကျွန်တော်တို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့မင်းအောင်လှိုင်နဲ့လက်ဆွဲနှုတ်ဆက်လို့မရဘူးကျွန်တော်ထပ်ပြောပြမယ်နော်ဒါရခိုင်တိုင်းရင်းသားတွေတေးသေးချာချာသိဖို့လိုတယ်ကျွန်တော်တို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာမင်းအောင်လှိုင်နဲ့ဗမာစစ်တပ်ကကောင်းနေနဲ့လက်ဆွဲနှုတ်ဆက်လို့မရလူယုံမာတွေလူသားသမားတွေရာဇဝတ်မှုကျူးလွန်ထားတဲ့ကောင်တွေဒီလိုကောင်တွေနဲ့ကျွန်တော်တို့ရခိုင်တပ်တော်အေးကလူတွေဟာဘတော့မှလက်ဆွဲနှုတ်ဆက်လို့မရဒီအတိုင်းပဲရခိုင်တပ်တော်အေးဟာအောင်ဆန်းစုကြည်နဲ့လည်းလက်ဆွဲပြီးတော့နှုတ်ဆက်လို့မရဘူးအာဂျင်တီးနားမှာအမှုရင်ဆိုင်ရမယ်လူနော်ဝင်းမြစ်တို့အောင်ဆန်းစုကြည်တို့နဲ့လည်းရခိုင်တပ်တော်အေးကလက်ဆွဲနှုတ်ဆက်လို့မရအပြည့်ကရဆဲပြီးတော့နေကောင်းနေလို့ရလိမ့်မယ်ကျွန်တော်တို့ဟာစကားပြောမယ်ဆိုရင်ဒီ2008အလွန်2008အခြေခံဥပဒေကြီးကိုပြင်ပြီးသွားတော့မှကျွန်တော်တို့ရခိုင်တပ်တော်အေးကစကားပြောလို့ရဒါရခိုင်တိုင်းရင်းသားတွေတာလီဇွားတို့ပေါ့တာလီဇွားတို့တေးသေးချာချာသိဖို့လိုတယ်တာလီဇွားတို့တေးသေးချာချာသိဖို့လိုတယ်ကျွန်တော်တို့ရခိုင်တပ်တော်အေးကခေါင်းဆောင်တွေဟာအောင်ဆန်းစုကြည်နဲ့လည်းလက်ဆွဲနှုတ်ဆက်လို့မရဘူးမင်းအောင်လှိုင်နဲ့လည်းလက်ဆွဲနှုတ်ဆက်လို့မရဘူးလူသားသမားတွေလူမျိုးတုံးတပ်ဖြတ်နေတဲ့လူတွေစစ်ရဇဝတ်မှုကျူးလွန်တဲ့သူတွေနဲ့ကျွန်တော်တို့ရခိုင်တပ်တော်အေးကခေါင်းဆောင်တွေလက်ဆွဲနှုတ်ဆက်လို့မရဒီတ
တိုင်းပဲကချင်ခေါင်းဆောင်တွေလည်းလက်ဆွဲနှုတ်ဆက်လို့မရ TNL ကခေါင်းဆောင်တွေလည်းလက်ဆွဲနှုတ်ဆက်လို့မရ MNDAA ကခေါင်းဆောင်တွေလည်းလက်ဆွဲနှုတ်ဆက်လို့မရဒီတော့ကျွန်တော်တို့ရခိုင်တွေဟာနယ်နိမိတ်ကိုကျွန်တော်တို့သတ်မှတ်เสียမလို့တော့ဘူးဂျပန်သိသွားတာလီဇွားတို့ပြောတာနော်တာလီဇွားတို့ပြောတာဖြတ်ဖောက်ချုပ်နိုင်ငံရေးမှာကျွန်တော်တို့ကအမြည်စားလိုက်ပြီးသွားပြီထပ်ပြောဦးမယ်နော်ဖြတ်ဖောက်ချုပ်နိုင်ငံရေးမှာဗမာတွေရဲ့ဖြတ်ဖောက်ချုပ်နိုင်ငံရေးမှာဟိုဘယ်လိုပြောမလဲဆိုတော့ရခိုင်တပ်တော် AA ကဟိုအရေးကြီးလောက်လိုက်ရတာပေါ့အရေးကြီးလောက်လိုက်ရပြီဗမာတွေရဲ့ဖြတ်ဖောက်ချုပ်နိုင်ငံရေးကိုဟိုရခိုင်တပ်တော် AA ကအမြည်စားလိုက်ရပြီးသွားပြီဒါကျွန်တော်ကအခုပြောတယ်ဆိုကျွန်တော်ကခမည်းတော်ပြောနေတဲ့ဟိုဘယ်လိုပြောမလဲ62နိုင်ငံရေးတို့လက်ကင်ဖုံးတော့မမြင်ဘူးတဲ့သူတွေအကြောင်းကိုကျွန်တော်ပြောမနေတော့ကျွန်တော်အခုပြောနေတာကလူငယ်တွေအတွက်ပြောနေတာကျွန်တော်အခုပြောနေတာလူငယ်တွေအတွက်ပြောနေတာမင်းတို့88မကလို့96မကလို့ဟို84မကလို့62မကလို့ဘာကောင်တွေပဲဖြစ်ဖြစ်လက်ကင်ဖုံးတော့မမြင်ဘူးတဲ့ကောင်မျိုးတွေနဲ့စကားမပြောတော့ကျွန်တော်တို့ဗမာပြည်ကြီးကိုတကယ်တိဆောက်မှာဘသူတွေလဲလူငယ်တွေကျွန်တော်တို့ဗမာပြည်ကြီးကိုတကယ်တိဆောက်မှာဘသူတွေလဲလူငယ်တွေအခုရခိုင်တပ်တော် AA ကိုတိဆောက်ထားတာလဲလူငယ်တွေအသက်50တောင်မှမပြည့်ကြသေးဘူးသေချင်းစိုးနဲ့သေကာနီးကောင်တွေတကောင်းမှမပါဘူးရခိုင်မှာသိတယ်မလားသေကာနီးကောင်တွေတစ်ချိန်လုံးလုံနေတာရခိုင်ပြည်ကြီးပါဖြစ်သွားလဲပျက်စီးသွားတယ်သေကာနီးကောင်တွေပျော်လိုက်ရင်ငါတို့ကထောင်ချထားတာငါတို့ကထောင်ချထားတာငါတို့ကကွန်မြူနစ်ငါတို့ကတရောင်းစားရှောက်ပြောနေပြီးတော့အခုအသက်50ကျော်တဲ့ရခိုင်ခေါင်းဆောင်တွေသူတို့လှုပ်တဲ့နိုင်ငံရေးဘာဖြစ်သွားလဲရခိုင်ပြည်ကြီးပျက်စီးသွားတယ်အခုဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ကိုညိုထွန်းအောင်တို့ကိုခိုင်ဒုက္ခတို့တော်လန်ရေးလောက်တာ3နှစ်4နှစ်ပဲလောက်လိုက်စစ်တွေမျိုးဟာရခိုင်အာရကန်နိုင်ငံတော်ပိုင်တဲ့နေရာရခိုင်တပ်တော် AA ဟာစစ်တွေအထိသိမ်းလို့ရဒါကိုပြောနေတာအဲ့ဒါကြောင့်မလို့မင်းရမင်းပါလဲကျွန်တော်တို့ရန်ကုန်တက္ကသိုလ်ကြီးကဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုပြီးတော့84မျိုးဆက်တို့62တို့စောက်ယူတွေလုံနေတဲ့အထဲမှာငင်းကြအောင်မပါဘူးဒါမျိုးကိုပြောတာအဲ့တော့ဗမာစစ်တပ်ကစမှာပဲဗမာစစ်တပ်ကတိတိကျကျသိသွားပြီသူတို့တွေပတ်ဆက်ဆက်ရှုံးနေပြီရခိုင်တပ်တော် AA ကိုရခိုင်ပြည်နယ်တပြည်လုံးကိုပေးအာရကန်နိုင်ငံတော်တစ်ခုလုံးကိုပေးရတော့မယ်ဆိုတာဗမာစစ်တပ်ကသိနေပြီတိုက်ပွဲတွေဆက်ဖြစ်လာအောင်မှာစိတ်ချတိုက်ပွဲတွေဆက်ဖြစ်လာအောင်မှာစိတ်ချတိုက်ပွဲတွေဖြစ်သလောက်လဲကျွန်တော်တို့ရခိုင်တပ်တော် AA ကနိုင်နေအောင်မှာဒါကြောင့်မလို့ပါလီဇွားတွေတီးဖို့ဟာခမားတို့ဒေသမှာအဲ့မောင်မောင်ဆိုးဆိုတဲ့ကွန်မြူနစ်လို့သူ့အမေသူယူတဲ့ကောင်လို့အဲ့ဒီကောင်ကိုတေးသေးချာချာသတိထားဖို့လို့ဒီကောင်ကအေးမောင်နဲ့လည်းပေါင်းပြီးတော့ရခိုင်ပြည်ကိုဖြတ်တယ်မောင်မောင်ဆိုးဆိုတဲ့ကောင်ကအေးမောင်နဲ့ပေါင်းပြီးတော့ရခိုင်ပြည်ကိုဖြတ်တာရခိုင်တွေကိုအရိုင်းဆိုင်ဖြစ်အောင်လုပ်ထားတာရခိုင်တွေကိုလူမျိုးရေးအစွန်းရောက်ဖြစ်အောင်လုပ်ထားတာဒီလိုမျိုးတွေအခုပြောတော့ရခိုင်ပြည်နယ်မှာအခုကျွန်တော်အမပြောတယ်ဒီနေ့ပဲတိုက်ပွဲဆက်ဖြစ်နေပြီမလားလက်နက်ကြီးတန်ကြားနေပြီမလားဒီနေ့ပဲရခိုင်ပြည်နယ်မှာလက်နက်ကြီးတန်တွေကြားနေပြီမလားအဲ့ဒါဘာလဲဆိုတော့ ANP လို့ကောင်မျိုးတွေဝင်ရှုပ်ထားတာမောင်မောင်စိုးလို့ကောင်မျိုးတွေကလိန်ကကြစ်လောက်ထားတာဒါတွေကိုကျွန်တော်တို့ပါလီဇွားတွေအကိုချေတို့အမချေတို့သေးသေးချာချာသိဖို့လို့အကိုချေတို့အမချေတို့เนาะဘယ်လိုပြောမလဲအမေချေတို့ပေါ့အမေကြီးတို့အဖေကြီးတို့ပါသေးသေးချာချာသိဖို့လို့ကျွန်တော်တို့ဘယ်လိုပြောမလဲပါလီဇွားတွေပြောဖို့ကဗမာအစိုးရတောက်ဖနက်
မင်းတို့တရားဥပဒေကြောင်းအရာလုပ်ပါဗမာစစ်တပ်ဗမာအစိုးရမင်းတို့တွေပြောထားတဲ့2008အခြေအနေတည်းရပါမင်းတို့တရားဥပဒေနဲ့အညီလုပ်ပါအဲ့ဒီဂျပန်ကောင်ဘာလဲငိမ့်ညံရေးကကရုံးပေါ်ကတော့အထားပေါ့ငိမ့်ညံရေးတရောင်းသားတွေဘာတွေပေါ့အဲ့ဒီကောင်တွေလာခဲ့တရားစွဲရစစ်တပ်ကကောင်တွေတရားစွဲရဗမာစစ်တပ်ကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်တရားဝင်ကြီးညာရတော့ဗမာစစ်တပ်ကိုတရားဥစားပေါ့မတရားသင်းအဖြစ်ဗမာအစိုးရကတရားဝင်ကိုကြီးညာရတော့ဒါကိုကျွန်တော်ကစောင့်နေတာမနှက်ဖန်ကြီးညာမှာလားသဘက်ခါကြီးညာမှာလားဗမာစစ်တပ်ကိုအခုမင်းအောင်လိုင်းစစ်တပ်ကိုဗမာအစိုးရကတရားဝင်ကိုကြီးညာရတော့မတရားသင်းနဲ့ဟိုဘယ်လိုပြောမလဲဆိုတော့ဒီအကြမ်းဖက်တောင်းညမ်းသူနဲ့တရားမဝင်ဆက်သွယ်မှုအနေအထားနဲ့ဗမာစစ်တပ်ကိုမတရားအသင်းအဖြစ်ကိုကြီးညာရတော့အဲ့ဒါကတရားဥပဒေကြောင်းနဲ့ကျွန်တော်ကပြောနေတာတရားဥပဒေကြောင်းနဲ့ကျွန်တော်ပြောနေတာ NRPC ကပဲဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကိုဆက်ဆံဝင်ရှိအဲ့တော့ငြိမ်းချမ်းအောင်ပြန်ပြီးတော့အဆုံးသတ်မယ်မနှက်ဖန်ကြလို့ရှိရင်ဆက်ပြီးတော့ပြောပြမယ်ဗမာပြည်ရဲ့အနေအထားတွေဘလို့ဖြစ်နေလဲအဲ့တော့သူများတွေနဲ့မတူတာတွေကိုနားထောင်ခြင်းငြိမ်းချမ်းအောင် live ကိုစောင့်ကြည့်သူများတွေနဲ့မတူတဲ့စကားလုံးတွေသူများတွေနဲ့မတူတဲ့အတွေးခေါ်တွေသူများတွေနဲ့မတူတဲ့ချင်းကပ်မှုတွေကိုကြည့်ကျင်လို့ရှိရင်ငြိမ်းချမ်းအောင်ရဲ့ live ကိုစောင့်ကြည့်သူများတွေနဲ့မတူတဲ့အတွေးခေါ်သူများတွေနဲ့မတူတဲ့ချင်းကပ်မှုသူများတွေမပြောတဲ့စကားလုံးအသုံးအနှုန်းတွေကြားကျင်ငြိမ်းချမ်းအောင်ရဲ့ live ကိုစောင့်ကြည့်ဗမာပြည်ရဲ့နိုင်ငံရေးဟာဖြတ်ဖောက်ချုပ်နိုင်ငံရေးဗမာပြည်ရဲ့နိုင်ငံရေးဟာဖြတ်ဖောက်ချုပ်နိုင်ငံရေးအရင်တော့ခင်ဗျားတို့သိတာအကိုကြီးဒါပေမဲ့ဖြတ်ဖောက်ချုပ်လုပ်ပြီးတော့အမကြီးခင်ဗျားတို့ရှောက်ခေါ်နေတာစစ်တပ်မရှိတော့ဘူးကွာလူထုတင်ထားတဲ့အစိုးရပေါ့ဒါပေမဲ့ခင်ဗျားတို့ဗမာပြည်မှာကျွန်တော်ပြောသလိုပေါ့ဖြတ်ဖောက်ချုပ်လုပ်ထားတဲ့သူတွေခလေးမွေးလို့မရကိုဝင်ဆောင်လို့မရဘူးအလုပ်ပြည့်ရင်တော့မှချုပ်ရိုးပြည်မလားမပြည်မလားစောင့်နေရတယ်ဒီလိုအနေအထားတွေကိုလူငယ်တွေရှောင်နိုင်ပါစေဒီလိုအနေအထားတွေကိုလူငယ်တွေရှောင်နိုင်ဖို့အရေးကြီးတယ်ဖြတ်ဖောက်ချုပ်နိုင်ငံရေးရနေပြီးတော့ခမည်းတော်လွတ်ဖို့အရေးကြီးတယ်လူငယ်တွေကမသိပဲတဲ့တည်းမှာငါမိမယူလိုက်တယ်ပြောမနေနဲ့ငါတော့မိမယူထားတယ်ပြောမနေနဲ့ဟိုကဖြတ်ဖောက်ချုပ်လုပ်ထားတာမွေကြိုက်သွားလိမ့်မယ်သဘောပေါက်လားကျွန်တော်ပြောတာမွေကြိုက်သွားလိမ့်မယ်လူငယ်တွေကိုပြောတာဒီဖြတ်ဖောက်ချုပ်နိုင်ငံရေးကိုတေးသေးချာချာသိဖို့လိုတယ်မပုတ်တင်ကြိုင်ကြည့်ပြီးတော့မပုတ်တင်ကြိုင်ကြည့်ပြီးတော့ဆိုပြီးစွတ်အောနေလို့မရဘူးအဲ့ဒါဖြတ်ဖောက်ချုပ်လုပ်ထားတာဒီစစ်တပ်အရေးပြောင်းထားတဲ့အောင်ဆန်းစုကြည်အစိုးရစစ်တပ်အရေးကိုခြုံထားတဲ့အောင်ဆန်းစုကြည်အစိုးရဟာဖြတ်ဖောက်ချုပ်အစိုးရအဲ့ဒီဖြတ်ဖောက်ချုပ်အစိုးရကိုခမားတို့ကအတွေးနဲ့အထိလိုက်ပြီးတော့လက်နိုင်ပြီးကြည့်စရာမလိုဖြတ်ဖောက်ချုပ်အစိုးရကိုခမားတို့လက်နိုင်ပြီးကြည့်စရာမလိုဘူးသိနေဖို့ပဲလို့အဲ့တော့ကျွန်တော်ညီကုန်းချုပ်ပါမယ်ဖြတ်ဖောက်ချုပ်အစိုးရကိုသတိထားပါဖြတ်ဖောက်ချုပ်အစိုးရကိုသတိထားပါသမရဦးဝင်းမြင့်ကိုပြောပါတရားဥပဒေအတိုင်းတရားဥပဒေအတိုင်းလုပ်ဖို့ကိစ္စကိုပြောပါဗမာစစ်တပ်ကိုမတရားသင်းအဖြစ်ကြေညာပါခမရတို့ပြည်သူတွေကလည်းစစ်သားကိုတွေ့တာနဲ့စောက်ခွက်ကိုဖြတ်ရိုက်ပြီးတော့တခိုးအော်ဓမြအော်ပြီးတော့ဒါနီးစက်ရဘယ်လိုပြောမလဲဆိုတော့ပြည်သူလူထုတရက်လုံးကဒီစစ်တပ်ကကောင်တွေကမတရားအသင်းဖြစ်တဲ့အတွက်ဖမ်းခွင့်ရှိတယ်ရိုက်ခွင့်ရှိတယ်ထုခွင့်ရှိတယ်အဲ့ဒါတွေကိုလုပ်ဖို့လိုလားပြည်သူလူထုက
အစိုးရကစစ်တပ်ကိုမတရားသင်းဖြစ်ကြီးညာမယ်ပြည်သူလူထုကစစ်သားတွေကိုထောက်ခံတဲ့ကောင်တွေစစ်သားမယားတွေအားစဖမ်းဖို့လို့ဒီလိုအနေထားဖြစ်ရင်ကျွန်တော်တို့ဗမာပြည်ရဖျက်ဖောက်ချုပ်နိုင်ငံကြီးကနေကင်းသွားလိမ့်မယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရခိုင်တပ်တော် AA ရဲ့အာရကန်ဒရင်ရခိုင်တပ်တော် AA ရဲ့အာရကန်ဒရင်ရခိုင်ပြည်သူတွေရဲ့အာရကန်နိုင်ငံတော်အခုပေါ်နေပါပြီအခုပေါ်သွားပါပြီအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နော်ဒီအသက်ဟို62တွေ84တွေ88တွေနော်လက်ကင်ဖုံးတော့မမြင်ဘူးတဲ့သူတွေငိမ့်ညမ်းအောင်ပဲ live မှာမလာတဲ့ငါတို့ကတော့88မင်းတို့လက်ကင်ဖုံးတော့မမြင်ဘူးဇလန်းလာမရှုံနဲ့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဖြတ်ဖောက်ချုပ်နိုင်ငံကြီးကနေကင်းဝေးကြပါစေကျေးဇူးအများကြီးတင်ပါတယ်ဥအောင်နိုင်ရေဘွားဥအောင်နိုင်ရေဘွားပေါ့အားလုံးကိုတန်းစင်ကြီးရေဘွားနော်အကိုချေတို့အမချေတို့အကုန်လုံးဘွားရခိုင်အာရကန်နိုင်ငံတော်ရဲ့အာရကန်နိုင်ငံတော်ကိုတိဆောက်နေတဲ့နော်ရခိုင်တိုင်းရင်းသားတွေအေးရဲဘော်တွေအားလုံးဘွားကျေးဇူးအများကြီးတင်ပါတယ်